Friends planning a trip. Yo, I was just looking at flights. Oh my god, again? Where to this time? Bali. Flights are super cheap right now. No way. When? Next weekend. Wanna go? I kinda have work. Come on, just calling sick. Haha, you bet. But low-key, I'm down. Yes, I'll book it. Pack like we're going full adventure mode. Let's go. ဒီနေရာမှာ low key I'm down ဆိုတာက low key ဆိုတာကကိုတိတ်တိတ်လေးပေါ့နော်ငါလည်းပဲအဲ့လိုပြောချင်တာ I am down ဆိုတာကငါလည်းပဲသဘောတူတယ်လို့ပြောတာနော် low key I'm down ငါလည်းတိတ်တိတ်လေးသွားချင်နေတာငါလည်းသွားချင်နေတာပေါ့အဲ့ဒီလိုမျိုးသဘောတူတဲ့ပုံစံမျိုးကိုပြောတာပါ Now pack light pack ဆိုတာကထုတ်ပိုးတွေကိုထုတ်တယ်ကိုပြောရင် pack လို့ပြောတယ် like ဆိုတာကပေါ့ပေါ့ပါပါပြောတာเนาะဒီလိုပြောချင်တာနည်းနည်းလေးပဲထုတ်ခဲ့လို့ပြောချင်တာ pack like let's go ဆိုတာကသွားကြစို့လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် bye bye